ပဲခူးတိုင်းနဲ့တောင်ကုန်းမြို့နယ်အကြားရိုးတောင်ကျော်လမ်းမှာရှိတဲ့ကပ္ပစ16နဲ့ညောင်ကျိုးပတ်ဝန်းကျင်ကိုအာဏာသိမ်းစစ်တပ်ကအင်အားထောင်နဲ့ချီထိုးစစ်ဆင်လာလို့တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာနေပါတယ်။ပဲခူးတိုင်းနဲ့အာရခပြည်တောင်ကုန်းမြို့နယ်အကြားရိုးတောင်ကျော်လမ်းမှာရှိတဲ့ကပ္ပစ16နဲ့ညောင်ကျိုးအနီးပတ်ဝန်းကျင်မှာမြေပြင်တိုက်ပွဲတွေတလနီးပါရပ်တန့်နေရကနေအာဏာသိမ်းစစ်တပ်ဟာအင်အားဖြစ်တင်ပြီးတော့ထိုးစစ်ဆင်လာတာကြောင့်နှစ်ဖက်တိုက်ပွဲတွေပြန်လည်ပြင်းထန်လာပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လ22ရက်နေ့ကစလို့ညောင်ကျိုးပတ်ဝန်းကျင်မှာရှိတဲ့လေလာတောင်နဲ့ကပ္ပစ16ရဲ့ကာကင်းစခန်း .900 ကုန်းအနီးမှာအာရခတပ်တော် AA နဲ့အာဏာသိမ်းအကြမ်းဖက်စစ်တပ်တို့အကြားထိတွေ့တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အာဏာသိမ်းစစ်တပ်ဟာပြည်ပန်းတောင်နဲ့အုတ်ရှိပင်ဖက်ကနေကပ္ပစ6နဲ့ညောင်ချေထောက်အခြေစိုက်စခန်းတွေကနေတဆင့်အင်အားရာနဲ့ချီအတုပ်လိုက်တင်ပို့နေတာပါ။ဒါအပြင်စင်လန်ကျေးရွာကနေတဆင့်အင်အား1000နီးပါးလောက်အထိဖြန့်ကျဲပြီးတော့အေးထိန်းချုပ်ထားတဲ့ရိုးတောင်ကျော်လန်းရိုးလမ်းမကြီးရဲ့ဘေးညာတွေကိုစစ်ကြောင်းထိုးပြီးရှေ့တန်းစစ်မျက်နှာရှေ့ထွင်လာတာလည်းဖြစ်ပါတယ်။အဲ့ဒီဒေသမှာလွန်ခဲ့တဲ့တလနီးပါးကမြေပြင်တိုက်ပွဲတွေခက်တညှိသက်နေခဲ့ပေမဲ့အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဘက်ကတော့ဂျက်တိုက်လေယာဉ်တွေဒရုန်းတွေနဲ့အတွေးလိုက်ပစ်ဒုံးအမြောက်တွေကိုအသုံးပြုပြီးအေးထိန်းချုပ်နေမြေတွေကိုနှိစင်ဆိုသလိုဘုံကျဲပစ်ခတ်မှုတွေလည်းပြုလုပ်နေတယ်လို့သိရပါတယ်ရှင်။